ပါကျွန်တော်ကတော့တပုတ်ဝါသနာရှင်တယောက်ပါဒီနေ့ဒီနာကျွန်တော်နဲ့နီးနာမျိုးမှာလာပြီးတော့နိုင်မှုလေးလာရိုက်တော့နည်းနည်းအရန်တော့မောင်းသွားပထမကျွန်တော်စိုးစိုးလေးတော့ဘလောကအလုပ်ရှိတယ်ဆိုတော့အလုပ်ဆင်းတော့လာဘောင်းအဆိုးရှာဒီမှာလာရိုက်တာဆိုတော့ဘယ်ဂုံးကြော်တာရှိတယ်ပဲကိုသွားရိုက်မှာဆင်းတယ်ဘောင်းအဆိုးရှာရဲ့ကျန်တဲ့နိုင်မှုလေးတချို့ရဲ့ဒီနေ့ဆက်မှာဖြစ်ပါတယ်ကျွန်တော်သွားရိုက်မှာကဒီလမ်းလေးလမ်းစုံရဲ့ကျွန်တော်ဒီဟိုဘက်တော့သွားအဲ့ဘက်မှာတော့ဂုံးကြော်တာရှိတယ်အဲ့ပေါ်ကနေမှဒီလောင်းရေးဆိုကြကားတွေကိုကျွန်တော်ကားမီးတောင်ကိုကျွန်တော်ရိုက်ကြည့်ဆိုတော့ဒါကျွန်တော်ရဲ့ဒီမှာပထမဆုံးဒီမှာလာရတာဆိုတော့နည်းတော့စိတ်လို့ရှာချင်းနေဘယ်လိုဖြစ်မလဲပေါ့ကိုရိုက်တဲ့အချိန်နဲ့အန်ကိုက်ဖြစ်မလားချက်တော့ကြည့်ရရန်တော့မှောင်းနေစူးစမ်းပြီးတော့ရိုက်ကြည့်ရမှောင်းလေးကောင်းလေးပဲဆိုတော့ဒါပေမဲ့ကောင်းငင်မှာတော့လူ့ဘဝမရှိတော့ဘူးဆိုတော့ကျွန်တော်ချမ်းရိုက်ကြည့်လိုက်အောင်ကိုဖြူပြီးကတော့စိတ်သွားကျွန်တော်သွားတော့နည်းနည်းလေးရှေ့ကိုနည်းနည်းလေးတော့လမ်းလျှောက်အောင်သွားစီတော့လည်းရောက်ရတယ်ဗျဒါပေမဲ့ဒီနားမှာကျဲလူကောင်းပဲနေရာလေးတွေရှာရင်းနဲ့လမ်းလျှောက်သွားလိုက်တော့ကိုယ့်ရဲ့ဝါသနာအရဓာတ်ပုံရိုက်ရမယ်ဆိုတော့ပင်မနဲ့လို့တော့မခံစားဘူးမှအလုပ်ဆင်းပြီးလာတာဘုံကတကြွတယ်ဗျဆိုတော့ဒါတော့ကိုယ်ဝါသနာပေါ့ဝါသနာဆိုတော့ရန်ရိုက်ရှင်နိုင်နေဆိုဒီမှာပထမဆုံးဒီမှာလောက် special လာရိုက်တာဆိုတော့အရင်တော့စိတ်လို့ရှာတယ်အဲ့တော့ရိုက်မယ်ဆိုရှင်ကျွန်တော်ပထမဆုံး try ပို့တော့ဘူးဗျနောက် special ရိုက်လို့ဆို shutter speed ကို slow shutter speed နဲ့ရိုက်မှာဆိုတော့ကျွန်တော်လက်နဲ့ရိုက်မရဘူးဗျအဲ့ဆိုကျွန်တော် try ဖို့ရှိမှဖြစ်မှာ try ဖို့တော့ပထမဆုံးကျွန်တော်ရှိမှဖြစ် try ဖို့ရှိမှကျွန်တော်လောင်း special တော့ရိုက်လို့ရမှာဖြစ်ပါတယ်ဆိုတော့ရောက်တော့မယ်ကဲကျွန်တော်ရိုက်မယ်လောင်း special ရိုက်မယ်နေရာလည်းရောက်ပြီဒီမှာကွန်ထရိုလာလေးရှိတယ်ကျွန်တော်အဲ့ရနေမှာရိုက်လိုက်သူရှိမှလည်းမီးပွိုင်ရှိတယ်ဆိုတော့အဆင်ပြေလိမ့်မယ်လို့ထင်တာပဲတော့ထွိုင်ကြည့်လိုက်အောင်ရန်စစ်လို့ရှာတယ်ကဲရိုက်မယ်နေရာတော့ရောက်ပြီဒီကအပေါ်ကနေကျွန်တော်ပေါ်ကနေဒီမှာဘူးရဘောကတော့နေရီရအဲ့တော့ဆက်လို့ဒီကုန်ရှိတယ်ဒီကနေမှရှိတယ်ကောင်းကင်ရတော့မဲနေကျွန်တော်ရိုက်ကြည့်လိုက်အောင်ကျွန်တော်ဘယ်ဘက်ကနေစရိုက်ကောင်းမလဲကျွန်တော်ဒီဘက်ကနေစရိုက်လိုက်ဘက်ကနေချက်ရိုက်ကြည့်လိုက်ဘယ်လိုချင်းလဲရှိမလဲရိုက်နေပြလောင်း exposure ဒါပေမဲ့ကားကမရှိဘူးပြအဆန်းကြည့်ဒီမှာဆို testing လုပ်ကြည့်ကားကမရှိဘူးဖြစ်ကားမရှိဘူးဆိုရိုက်ရတာစမပြေဘူးဖြစ်တယ်ဒီကားမမောင်းထားတယ်သိစင်ကားလာတော့ကားရတော့ဆေးလောက်ထားလိုက်ရှောင်းလင်းနေတာညာလားကဲရိုက်လိုက်ပြီရှင်နေတော့ရိုက်နေဗျာရိုက်မလို့စောင်းနေကားတွေနဲလိုက်ရိုက်လိုက်ကားတွေအဆင်ပြေလိုက်နဲလိုက်နေဆိုအဆင်မပြေဖြစ်နေတဘောကတော့နည်းနည်းတော့လှောက်လိုက်မှာကားနဲတော့ကျအဆင်မပြေဘူးကျွန်တော်ဒါဆိုရင်shutter speed 20လောက်နဲ့ aperture ကျွန်တော်73ဘောကအဲဆိုကျွန်တော်80လောက်နဲ့ချရိုက်တာကားအဆင်ပြေဖြစ်သွားတယ်နဲကျွန်တော်ရိုက်ပြီးသွားပြီဆိုကားလွတ်သွားတယ်ဟိုဘက်ကလာတဲ့ကားလည်းနဲနောက်ကျရင်ဒီဘက်ကလွတ်တဲ့ကားနဲ့ကြည့်ပြီးရိုက်မှရတော့ဒီနားကားနဲ့နဲရနောက်တော့ဟိုဘက်သွားရိုက်မှအဆင်ပြေတော့မယ်မြင်ရလားမသိစောစောရိုက်တယ်ကျွန်တော်ရိုက်ထားတဲ့ဟာလေး
နည်းလေးတော့လမ်းနေဗျဒါပေမဲ့ကားနေတော့တိတ်အဆင်မပြေဘူးဗျကဲဒီကတော့လှရချင်တာဗျာလေဒါပေမဲ့ကားတော့ကျွန်တော်အရင်စိတ်ကြိုက်တဲ့ထဲမှာတော့ပေါ့ကားတွေကနည်းနည်းနေတော့ကျွန်တော်ဝါချွတ်ချွတ်ကြည့်လိုက်ချွတ်ချွတ်ကြည့်လိုက်ဝါနည်းနည်းလေးတော့လှပါတယ်နည်းနည်းတော့လှပါတယ်ဒီခေါက်ကတော့ဒီခေါက် reset ကတော့ကျွန်တော်လုံးဝကြိုက်ပါတယ်ကားလည်း share ကျွန်တော်ဒီ shutter speed ကို30လောက်အောက်ချလိုက် slow shutter speed 30လောက်ထိချလိုက်ဆိုတော့တော့မိုက်ပါတော့ reset ကိုကျွန်တော်ကြည့်လိုက်ဒါကတော့ကျွန်တော်ဒီနေ့ long exposure လိုက်တာဖြစ်ပါတယ်နောက်နေ့တွေမှာကျွန်တော်ဘယ်လို composition မျိုးနဲ့ရိုက်ပြမလို့ဆိုတာဆက်လက်ကြည့်ရှုပေးကြပါဗျာတော့မိုက်ပါရိုက်တာတော့ပြီးသွားပြီကျွန်တော်ကြိုက်တဲ့ရန်ဖိုင်းတဲ့ပုံတစ်ပုံတော့ပါတယ်ကျွန်တော်ပြမယ်ဆိုတော့ဒီနေ့လာရိုက်တာကျွန်တော်ဒီနားကကျွန်တော်ဒီကားကမသွားလာအရင်များတဲ့ထဲမှာမပါဘူးဗျများတဲ့ထဲမှာပါတော့ကျွန်တော်ဒီကားမီလင်းတန်းကနေတော့ကျွန်တော်ဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ရန်ဖိုင်းတဲ့ပုံတော့ပါတယ်နောက်နေ့မှာကျွန်တော်နောက်ထပ်ရှုပ်တဲ့နေရာသွားတော့ရိုက်အောင်မယ်ရာသီတို့လည်းအရင်ပြန်တော့မယ်နည်းနည်းလေး7 နာရီတောင်ထိုးရမယ်ဆိုတော့7 နာရီလောက်ထိုးနေတော့ပါတယ်ဆိုတော့အရင်ကြည့်ရဆိုတော့7 နာရီတောင်ထိုးနေဘိုက်ကလည်းရမ်းစားနေဈေးရရောက်မှပဲကျွန်တော်ဆိုင်မှာစားလိုက်တော့ကဲအားလုံးနဲ့တက်တာပါနောက်နေ့မှာလည်းဘယ်လိုရှုတော့မယ်ဘယ်လိုပုံစံမျိုးလေးနဲ့ရိုက်ပြမယ်ဆိုတာဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်တို့တပုတ်ဝါသနာရှင်တယောက်ပါ